everyone အားလုံးပဲမင်္ဂလာပါဒီဗီဒီယိုလေးထဲမှာတော့ geometry and trigonometry domain ထဲက difficulty median ရှိပြီးတော့ right triangles and trigonometry scale ကိုမိထားတဲ့ပုံစံလေးတစ်ပုဒ်ကိုတွက်ပြပေးချင်ပါတယ်ဒီဗီဒီယိုလေးထဲမှာလေချိန်လမ်းကြုံတာနေပေါ့နော် similar triangle အကြောင်းလေးကိုလေတစ်ခါလေးရှင်းပြပေးသွားချင်ပါတယ်ဒါဆိုရင်စလိုက်ရအောင်နော်အရင်ဆုံးအနေနဲ့ကျင်းတို့ similar triangle ဆိုတာကဘာလဲတစ်ချက်သွားပြီးတော့ကြည့်ရအောင်ဒီ notes လေးရလေကျင်းရဲ့ tablet မှာ handwriting နဲ့ပြန်သုံးပြီးတော့ပြန်ကိုးထားဆိုတော့ပေါ့နော်နည်းနည်းလေးဝါချင်နေရဲ့အဲအားကြောင့်မလို့ဒီ video မှာအရင်စကားလုံးတွေသိနေရမျိုး quality နည်းနည်းလေးနေနေရမျိုးဆိုရင်ချက်သိခံပြီးတော့ကြည့်ပြီနော်ဒါလေးက handwriting လေးဖြစ်နေလို့ပါဒါဆိုရင်သွားပြီးတော့စကြည့်ရအောင်Okay ဒါဆိုရင်သွားပြီးတော့ကြည့်ရအောင် similar triangle ဆိုတာပါလေ similar triangle ဆိုတာကလေသူ့ရဲ့နာမည်အတိုင်းပဲစင်တူရိုးမှဖြစ်နေတရိကန်လေးကိုပြောချင်တာအလားတူရဲ့တရိကန်လေးပေါ့အဲ့မှာတော်တော်များများမှတ်တတ်ကြတာ okay similar ဖြစ်တယ်ဆို congruent ဖြစ်တာနဲ့များသွားပြီးတော့တူမလားထပ်တူညီရလားထပ်တူညီရမှာပေါ့နော်သူကအလားပဲတူတာnot exactly the same size တွေအကုန်လုံးတူရေဆိုပြအကုန်လုံးလိုက်ပြီးတော့ထပ်တူကြရမျိုးမဟုတ်ပါဘူးသူက similar ပဲဖြစ်တာပေါ့နော်ဒီမှာကြည့်လိုက်မယ်ဆိုရင်ဒီသီရိကန်လေးရပါတော့ size မတူပေမဲ့လည်း similar ဖြစ်တယ်ဆိုပြီးပြထားတာတွေ့လိမ့်မယ်အဲ့တော့ပေါ့နော် triangles တွေက similar ဖြစ်ဖို့ဆိုရင် size ကအမြဲတမ်းလို့ပေါ့နော်တူရမယ်ဆိုတာမျိုးမဟုတ်ပါဘူးဘာအဓိကတူဖို့လို့လဲဆိုရင်ဒီ၃ချက်လေးတူဖို့လို့အဲ့မှာ similar triangle ဖြစ်မှာဒီ၃ချက်လုံးတပြိုင်နက်တည်းတူစရာမလိုပေါ့နော်ဒီ၃ချက်တည်းကတစ်ချက်တူရဲဆိုရင် similar triangle လုပ်လို့ရတယ်ဘယ်လိုမျိုးလဲဆိုရင်ပထမတစ်ခုကကြတော့ triangle တွင်းမှာရှိရ angles နှစ်ခုတူရင် similar triangle ဖြစ်ပါတယ်at least two angles ပေါ့နော်အနည်းဆုံးတောင်းတစ်ခုတူရဲဆိုရင်3ကန်တစ်ခုက similar ဖြစ်ပါတယ်နောက်တစ်ချက်ကရောတောင်းမတူဘူးဆိုရင်ဘာတူလို့ရမလဲအနာသုံးနာ corresponding ဖြစ်လို့ရတယ်အနာသုံးနာတူရင်လည်း similar triangle လုပ်လို့ရတယ်မတူဘူးဆိုရင် same ratio ဖြစ်လို့ရတယ်အချိုးတူရင်လည်း similar triangles လုပ်လို့ရတယ်အချိုးတူရဲဆိုတာကလေအနာတွေကိုပေါ့နော်အကြီးဆုံးကနေပြီး simplify လုပ်လိုက်တယ်နော်အပိုင်းကြီးကိုပေါ့နော်အရှင်းဆုံးပုံစံပြန်ပြောင်းလိုက်တယ်ဆိုရင်တပုံစံနဲ့ထွက်လာတဲ့ဟာတွေဆိုရင် same ratio လို့ပြောချင်တာဥပမာဆိုရင်ကျင်းက QR လေးကို2လို့ထားမယ် TU ကျတော့4လို့ထားမယ် RP ကိုကျတော့3လို့ထားပြီးတော့ US ကိုကျတော့6လို့ထားလိုက်မယ်Okay သူတို့ ratio ချကြည့်ရအောင်ဟုတ်ပြီနော် QR ရေ TU ရေ ratio ချမယ် and then RP နဲ့ US ကိုလေ ratio ချကြည့်မယ် RP by US Okay QR ကကျင်းတော့တည်ရင်2 unit ရှိရ TU ကဘယ်နှ unit ရှိရလဲ4 unit ရှိရRP ရရော3 unit US က6 unit Okay ဆိုတော့ဒီနှစ်ခုကြည့်မယ်ဆိုရင်ဒီတိုင်းမျိုးလုံးလေးနဲ့ကြည့်လိုက်ရင်တော့တူတာမဟုတ်ဘူးဒါမဲ့ဒီနှစ်ခု simplify လုပ်လိုက်ရင်ကိန်းကတစ်ခုတည်းထွက်လာတာတွေ့လိမ့်မယ်2/4ကိုစားလိုက်မယ်ဆိုရင်1/2ရောဟုတ်တယ်နော်2တလီ2 2တလီလေး3ကိုရော3တလီ3 3တလီ6ဆိုတော့နှစ်ခုလုံးကို simplify လုပ်လိုက်တဲ့အရှင်းဆုံးပုံစံပြောင်းလိုက်တော့1/2တစ်ခုတည်းထွက်တယ်ဒီလိုမျိုးလေးကို same ratio လို့ခေါ်ရင်ဆိုတော့ဒါလေးမှတ်ထားရင်ရပြီနောက်တစ်ချက်ကပါလဲဆိုရင် SAS လို့ခေါ်ရင်တနာကြားထောင်တူရင်လေ similar triangles လုပ်လို့ရပါတယ်တဲ့ဆိုတော့ဒီ၃ခုလေးသိသွားပြီဆိုရင် similar triangle တိဆောက်လို့ရတယ်Okay ဆိုတော့ကျင်းတို့ similar triangle တိဆောက်ပြီးပြီဆိုရင်ဘာရေးလုပ်လို့ရလဲ similar ဖြစ်သွားပြီဆိုတာ ਨੇ ပေါ့နော် triangle တွေ similar ဖြစ်သွားပြီဆိုတာ ਨੇ ခုနကပြောလိုက်သလိုမျိုး ratio ချလို့ရတယ် proportion ချလို့ရတယ်ဘာရေးချလို့ရလဲဆိုရင်အနားကိုပြန်ပြီးတော့ချလို့ရတယ်ဒီနေရာမှာဆိုရင်3ကန် ABC နဲ့ ADE ကိုကြည့်မယ်ဆိုရင်တစ်ခုက similar ဖြစ်တဲ့အတွက်ကြောင့်မလို့ AB နဲ့ AD ကို ratio ပြန်ချလို့ရတယ် AC နဲ့ AE ကိုလည်း ratio ချလို့ရတယ်အဲ့နှစ်ခုပဲမဟုတ်ဘူးเนาะကျန်တဲ့အနားတစ်ခုဖြစ်တဲ့ BC နဲ့ DE ကိုလည်း ratio ပြန်ချလို့ရတယ်အဲ့တော့ပြန်မှတ်ရမယ်ဆိုရင် similar triangles တွေဖြစ်သွားပြီဆိုတာနဲ့သူတို့ရဲ့အနား၃ခုကိုလည်း ratio ပြန်ချလို့ရပါတယ်ပြီးတော့ဘာတွေလဲ ratio ချလို့ရလဲဆိုရင် area နဲ့ volumes တွေလည်း ratio ချလို့ရတယ်။ဘာမှခက်ခဲရောမဟုတ်ပါဘူး။ area ဆိုရင်အနားကို square တင်လိုက်တာပေါ့ဒီလိုမျိုးလေး
Okay for လုံးဆိုရင်ကျူတင်လိုက်ပြီးတော့ရှာလို့မျိုးရှာကြည့်လို့ရတယ်ဒီလိုမျိုး proportion ချပြီးတော့ချိုးချပြီးတော့တွက်တာကဘယ်နေရာမှာအသုံးဝင်လဲဆိုရင်ဒီလိုမျိုး ratio ချတာပေါ့နော်ဘယ်နေရာမှာအသုံးဝင်လဲဆိုရင်ချိန်တော့ပေါ့နော်အနားတွေပြန်ရှာထုတ်တဲ့နေရာမှာပြန်မြုပ်အသုံးချလို့ရတယ်ဒါမဲ့ပေါ့နော်အနားပြန်ရှာထုတ်ရင်တော့သူတို့ကအနည်းဆုံးတော့ပေါ့နော်3နာတော့တီးဖို့လို့အဲ့မှာဂျန်နဲ့တနာရှာထုတ်ဖို့ရမှာပေါ့နော် at least 3 side တည်ရဆိုရင်ဒီလိုမျိုး ratio လေးချပြီးတော့ရှာကြည့်လို့ရတယ်ဟုတ်ပြီနော်ဒါမဲ့ ratio ပေါ့နော်3ကန်တွေမြင်တိုင်းရှာကြည့်လို့မရအောင်နော်အနည်းဆုံး3ကန်တွေက similar ဖြစ်ရမယ်အဲ့တော့မှ ratio ချပြီးတော့ပြန်ရှာထုတ်လို့ရမှာပြီးတော့ပေါ့နော်နောက်တစ်ခုကပါလဲဆိုရင်ချိန်တော့တည်သွားပြီ similar ဖြစ်တယ်ဆိုရင် triangles တွေကို proportion ချလို့ရတယ်ဆိုရင် angles တွေကရောဘာကြီးလုပ်လို့ရမလဲ angles တွေကဘာမှလုပ်စရာမလိုဒီတရိကန်တွင်းမှာရှိရင်ထောက်တွေရပါတော့တရိကန်တစ်ခု similar ဖြစ်သွားပြီဆိုတာနဲ့သူတို့ကလည်းအကုန်လုံးတူသွားရောနော်ထောက်တွေက triangle နှစ်ခုမှာ similar ဖြစ်တယ်ဆိုရင်ဒီထဲမှာရှိရင်ထောက်တွေအကုန်လုံးတူပါတယ်ဒီနေရာမှာကြည့်လိုက်မယ်ဆိုရင်ထောက် Q နဲ့ထောက် T နဲ့တူတယ်ထောက် R နဲ့ထောက် U နဲ့တူတယ်မှာ60ဒီမှာထောက် P နဲ့ထောက် S ကလည်း30အချင်းချင်းတူတယ်အဲ့အားကြောင့်မလို့ဒီထောက်နဲ့ပတ်သက်ရင်တော့အရင်မှတ်စရာမလို့သူတို့အကုန်လုံးတူတယ်ဆိုပြီးမှလာရပြီအဲ့တော့ထောက်တွေတွင်ဘာထပ်တူသေးလဲဆိုရင်သူ့ရဲ့ sin cos tangent နဲ့တွားပြီးတော့တူတယ်ဥပမာပြောရမယ်ဆိုရင် down q ရဲ့ tangent နဲ့ down t ရဲ့ tangent နဲ့တွားပြီးတော့တူတယ် down r ရဲ့ sin နဲ့လည်း down u ရဲ့ sin နဲ့တွားပြီးတော့တူပါပဲအဲ့တော့ဒီ sin cos tangent သုံးခုလုံးကဒီ down corresponding down အသီးသီးနဲ့ပေါ့နော်တွားပြီးတော့တူသွားပြန်ရောဆိုတော့ဒါလေးကိုမှတ်ထားလိုက်ရင်ရပါပြီဒါဆိုရင်ဒီ similar triangles ရဲ့ concept လေးကိုအချင်းချင်းနားလည်ပြီးလို့ထင်တယ်ပေါ့နော် concept နားလည်သွားပြီဆိုတော့ဒီ example လေးတစ်ပုဒ်လေးထည့်ပြီးတော့ပြထားတယ်ဒါကကြတော့အနားတွေရှာထုတ်တဲ့နေရာမှာ similar triangle အသုံးပြုပြီးတော့ဘယ်လိုရှာလို့ရမလဲဆိုတာလေးပေါ့နော်ဒီ example ကြည့်မယ်ဆိုရင်သူက the length of AC ဒီ example ကြည့်မယ်ဆိုရင်မိကုန်းမှာမိထားတာကကြတော့ the length of AC equal question mark so AC ရဲ့ length ကဘာလဲပေါ့နော်ပုံမှန်အဖြစ်မိကုန်းတွေမှာတော့ချက်ပို့ပြီးတော့ရှည်ရှည်လေးတော့မိထားလောက်တယ်ပေါ့နော်ဒါချိန်ကအကျန်းလေးဆိုတော့ဒီလိုလေးပဲရေးထားလိုက်တယ် so AC ရဲ့အလျားကဘယ်လောက်လဲဆိုတော့ကျွန်တော်ဒီ triangle နှစ်ခု similar ဖြစ်တယ်လို့ယူဆလိုက်မယ် AC ရဲ့အလျားကိုရှာပြီးတော့ထုတ်ကြမယ်ဘယ်လိုမျိုးရှာကြမလဲဆိုတော့ကျွန်တော်ခုနက property တွေသွားပြောကြည့်သွားတယ်ဟုတ်တယ်နော် triangle က similar ဖြစ်တယ်ဆိုရင်သူ့ရဲ့ထောက်တွေအကုန်လုံးတူတယ် sin cos tangent လည်းတူတယ်ပြီးတော့သူတို့ရဲ့ size တွေအနားတွေက proportion ချလို့ရတယ်ဆိုပြီးတော့တွေ့သွားပြီဆိုတော့ဒီမှာဆိုရင်လည်းသူကပေါ့နော်ထောက်တွေ sin cos tangent တော့မပေးထားဘူးအနားတွေပဲပေးထားတာဆိုတော့အနားလေးကို proportion ချပြီးတော့ရှာကြည့်လို့ရတယ်။ကျွန်တော်လိုချင်တာကလေ AC ရဲ့အနားလေးเนาะ။ဆိုတော့ဒါလေးကိုရှာကြည့်ရအောင်။ဒီမှာဆိုရင်ဒီ triangle တစ်ခုကြည့်မယ်ဆိုရင် ratio ချကြည့်မယ်ဆိုရင် BD နဲ့ BA ကတူလိမ့်မယ်။ဒီမှာမှန်ပါပြီးတော့လေ AD နဲ့သွားပြီးတော့ချိုးချတတ်တယ်။ AD က triangle မဟုတ်ဘူးเนาะ။ AD ကိုသွားပြီးတော့ချိုးချလိုက်မယ်ဆိုရင်ဒါက3ကန်မဟုတ်တော့အနားလေးနားပါတယ်။ပုံတစ်ခုဖြစ်သွားမှာ။အဲ့တော့ AD ကိုသွားပြီးတော့ချိုးချလို့မရဘူးเนาะ။ BA နဲ့ပဲအချိုးချလို့ရမှာ။ and ဘာထပ်ပြီးတော့ချိုးချလို့ရလဲဆိုရင် BE နဲ့ BC ကိုလည်းအချိုးချလို့ရတယ် DE နဲ့ AC ကိုလည်းချိုးချလို့ရတယ်အဲ့တော့ခုနကပြောသွားတဲ့အတိုင်းပဲအနားတစ်ခုကိုရှာထုတ်ဖို့ဆိုရင်ကျွန်တော်ကအနား၃နားအနည်းဆုံးတည်ထားဖို့လိုတယ်အဲ့တော့ဒီမှာလေအနား၃နားတည်ထားရင် BD ရဲ့နားတည်ရင် BA ရဲ့အနားလည်းရှာထုတ်လို့ရတယ် DE လည်းတည်ရဆိုတော့ဒါလေးကိုအချိုးချပြီးတော့ရှာကြည့်မယ်အရင်ဆုံးနေနဲ့ BD နဲ့ BE ကိုချိုးချမယ် okay BD နဲ့ BE ကိုဒီမှာချိုးချလိုက်တယ်ပြီးတော့ဒီမှာဆိုရင်ကျွန်တော် okay ခုနကပြတဲ့အတိုင်းဆို BE နဲ့ BC နဲ့ချိုးချလိုက်မယ်လေဆိုပြီးတော့လုပ်လို့ရတယ်ဒါပေမဲ့ BE နဲ့ BC မှာကျွန်တော်အလျားမသိဘူးအဲ့တော့အနည်းဆုံး3ခုသိရမယ်ဆိုတော့3ခုပြည့်အောင် DE လေးကိုသွားယူမှရမှာဆိုတော့ DE နဲ့ AC ကိုအချိုးချလိုက်မယ် okay DE နဲ့ AC အချိုးချလိုက်တယ်အဲ့တော့ BD ရဲ့အလျားက3ဖြစ်တယ် BA ကရောဘယ်လိုရှာကြမလဲ BA ကိုသိချင်တယ်ဆိုရင် BD နဲ့ AD ပေါင်းရမှာဆိုရင်3နဲ့2ကိုပေါင်းလိုက်အောင်မယ်3နဲ့2နဲ့ပေါင်းတော့5ဖြစ်မှာပေါ့ဆိုရင် BD နဲ့ BE ကိုချိုးချလိုက်တာ3/5ဆိုပြီးရတယ် DE နဲ့ AC ရော DE ကဒီမှာပေးထားတာ6 AC ကမသိဘူးဆိုရင် AC ဒီတိုင်းလေးမှတ်ထားလိုက်လို့ရတယ် Okay ဒီလိုလေးပေါ်လာပြီဆိုရင်ကျွန်တော် cross method ကိုအသုံးပြုပြီးတော့ရှာလို့ရပြီဟုတ်ပြီနော်6နဲ့9နဲ့မြောက်မယ်3နဲ့ AC နဲ့မြောက်မယ်ဆိုတော့3နဲ့ AC နဲ့မြောက်တော့ 3AC ရမှာပေါ့6နဲ့9နဲ့ဆိုရင်6 9နဲ့30ဟုတ်ပြီနော်ဆိုရင် AC ကိုလိုချင်တယ်ဆိုရင်3ကိုဘက်မှာသွားစလိုက်ရုံပဲဘယ်လိုစားကြမလဲ
3:3:30ပေါ့ဆို EC equal 10ဆိုပြီးရလာတယ်ဆိုတော့ဒီလိုမျိုးလေးပြောချင်တာဖြစ်ပါတယ်site 3ကိုတည်ပြီးတော့နောက်ထပ်ကိုမသိသေးရင်အလျာတစ်ခုလေးရှာထုတ်လို့ရတယ်ဒါဆိုရင်ဒီဥပမာလေးကိုကြည့်ပြီးတော့ပို့ပြီးတော့ရှင်းသွားမယ်လို့ချိန်ထင်တယ်ပေါ့နော်ဆိုတော့ပေါ့နော်ဒီ concept လေးပေါ့နော် similar triangles ရဲ့အကျဉ်းချုပ်လေးကိုကိုယ့်ရဲ့ notes ပုံမှာပဲဖြစ်ဖြစ် laptop ထဲမှာပဲဖြစ်ဖြစ် screenshot ပဲယူ handwriting နဲ့ပဲမှတ်ထားစေချင်တယ်ပေါ့နော်ဒီ geometry နဲ့ trigonometry ထဲမှာလေဒီလို similar triangle ပုံစံလေးအများကြီးရတယ်ပေါ့နော်တကယ်လို့ကိုကမရှင်းသေးဘူးနောက်တဲ့ပုံစံလေးတွေ့တဲ့အချိန်မှာ struggle ဖြစ်နေတော့ဆိုရင်ဒီ video လေးပြန်လာကြည့်လို့ရပါတယ်ဟုတ်ပြီနော်Okay ဒါဆိုရင်ကျွန်တော် exercise 3လေးကိုပြန်မြင်သွားကြည့်ရအောင် difficulty က medium ပုံစံနော်မေးခွန်းလေးဖတ်ကြည့်ရအောင်မေးခွန်းမှာပြောထားတာကကြတော့ triangle FGH is similar to triangle JKL triangle FGH နဲ့ JKL က similar ဖြစ်တယ်ဒီမှာဆိုရင်တန်းပြောထားတယ်နော် similar ဖြစ်တယ်ဆိုပြီးတော့ where angle F correspond to angle J okay down F နဲ့ down J နဲ့ correspond ဖြစ်ပါတယ်ဆိုတာတနည်းအားဖြင့်တူညီရဲလို့ပြောချင်တာand angle J and K are right angles. Okay, angle J နဲ့ K နဲ့ကကြတော့ right angles တွေဖြစ်တယ် right angles ဆိုတာတနည်းအားဖြင့်ဆိုရင်90 degree ဟုတ်ပြီနော်သူထပ်ပြောထားတာကကြတော့ sin of f equal 308 by 317 what is the value of sin of j sin of f ကိုမိထားတယ် sin of j ကပါလေဒီနေရာမှာဆိုရင် sin of f ရဲ့ value လေးသူပေးထားတယ်နော်အဲ့တော့ကျွန်တော်ခုန concept လေးပြန်ချိန်လိုက်မယ်ဆိုအရင်လွယ်သွားပြီဘယ်လိုလဲဆိုရင်ခုနပြောသွားတယ်လीနော် triangle နှစ်ခု similar ဖြစ်တယ်ဆိုရင်သူ့ရဲ့ထောက်တွေအကုန်လုံးတူတယ်သူ့ရဲ့ထောက်တွေအကုန်လုံးတူရဆိုရင်ဒီ corresponding ထောက်တွေရဲ့ sin cos tangent ကလည်းတွားပြီးတော့တူတယ်ဥပမာဆိုရင် j ရဲ့ tangent ဆိုရင်k ရဲ့ tangent ကလည်း value တစ်ခုလေးဖြစ်မှာ equal ဖြစ်တယ်ဒီမှာ tangent တစ်ခုလေးတူရမှာပေါ့နော် sin of j ရောဒီ cos of j ရောက sin of k နဲ့ cos of k နဲ့တွားပြီးတော့တူရဆိုဒီ၃ခုလုံးပေါ့နော် sin cos tangent ၃ခုလုံးကသူတို့ correspond ဖြစ်တဲ့ angles တွေရဲ့ sin cos tangent နဲ့တွားတူရဆိုတော့ဒီနေရာမှာဆိုရင် f နဲ့ j ကသူပြောထားတယ်တူရဲလို့ပြောထားပြီးပြီ equal ဖြစ်တယ်လို့ပြောထားတယ်အဲ့တော့သူ့ရဲ့ sin နဲ့တွားတူမှာပေါ့ဆိုတော့ trade စဉ်းစားစရာမလို f နဲ့ j ကတူရဲအတွက်ကြောင့်မလို့သူတို့ရဲ့ sin cos tangent ကလည်းတူရမိထားတာက sin ဆိုတော့ sin of j ကလည်း sin of f ရဲ့ value နဲ့တူပဲဒါဆိုရင်308 by 310ခုကိုတွားပြီးရွှေ့လိုက်အောင်မယ်အဖြေမှန်ဆိုရင်နှစ်ဖက် b ဆိုပြီးရွှေ့လိုက်အောင်ပါပဲဒါဆိုရင်ဒီပုံစံလေးနားလည်ကြမယ်ထင်တယ်နော်သူကလေဘာမှတော့တွက်စရာမလိုဒီတိုင်း similar triangle ရဲ့ဂုဏ်သတ္တိလေးကိုသိရဆိုရင်ရပြီနော်ဒါလေးကိုအမြဲတမ်းမှတ်ထားပါကျန်တဲ့ပုံစံကြီးမှာလည်းအသုံးချလို့ရပါတယ်အကယ်လို့ similar triangles နဲ့ပတ်သက်ပြီးတော့သိချင်တာမေးချင်တာပေါ်လာခဲ့ရဆိုရင် class ရဲ့ comment မှာဖြစ်ဖြစ် Telegram မှာဖြစ်ဖြစ်မိလို့ရတယ်နော်ကောင်းသောနေ့လေးဖြစ်ပါစေ bye bye